တီဟာဟောင်းရတဲ့အိမ်လေးမှာနေမကောင်းတဲ့ညီမလေးစပယ်ကိုပြုစုရင်ဘဲကြီးဆွဲပြီးအသက်မွေးသူပါတနေ့မှာမင်းကြီးကနိုင်ငံတော်ဝန်ကဘဲကြီးဆရာတွေကိုနန်းတော်ကိုခေါ်ယူပါတယ်အကြောင်းရင်းကတော့အဖိုးမဖြတ်နိုင်တဲ့ယတနာကိုပုံဖော်ခိုင်းမှုပါနိုင်တဲ့သူကညီမဖြစ်သူကိုကုသပေးနိုင်မယ်ရွှေအမြောက်အများရမှာပါလန်ခရီးမှာတီဟာအဝိအစားစုပ်ပြတ်နေတဲ့အဖိုးအိုတယောက်လမ်းဘေးမှာလဲကျနေတာကိုတွေ့ပါတယ်။အခြားဘဲကြီးဆရာတွေကနန်းတော်ကိုအရောက်ဆိုးဖို့သူ့ကိုကြော်လွှားကြပေမဲ့တီဟာကတော့သူ့မှာပါတဲ့တခုတည်းသောရေဘူးနဲ့မုတ်ကိုအဖိုးအိုကိုကြွေးပြီးပြုစုခဲ့ပါတယ်။အဖိုးအိုကဂျေဆုတင်တဲ့အနေနဲ့တီဟာကိုမှော်ဝင်စုပ်တန်တစ်ချောင်းပေးလိုက်ပြီးဒါကအမှန်တရားကိုပဲရေးဆွဲနိုင်တယ်လို့ပြောလိုက်ပါတယ်။နန်းတော်ရောက်တဲ့အခါအမတ်ကြီးကဘဲကြီးဆွဲအားလုံးကိုခမ်းမတစ်ခုတည်းထည့်လိုက်ပါတယ်။အမတ်ကြီးကမင်းကြီးကပျောက်ဆုံးနေတဲ့နန်းတွင်းတစိတ်တုံးရဲ့ပုံစံတူကိုမှတ်ညံတဲ့ကညီပြန်ဆွဲခိုင်းပါတယ်။တကယ်တော့အမတ်ကြီးဟာတစိတ်တုံးကိုခိုးယူထားသူဖြစ်ပြီးဘဲကြီးဆရာတွေကအတော်ဆုံးလူကိုသူ့အတွက်တစိတ်တုံးအတုကိုလှုပ်ခိုင်းဖို့ကြံစည်နေတာပါ။တီဟာကမော်စုတ်တဲနဲ့ဆွဲလိုက်တဲ့အခါထူးဆန်းတာကသူဆွဲတဲ့ပုံထဲမှာတစိတ်တုံးပုံမပေါ်ပဲအမတ်ကြီးရဲ့အိတ်ဆောင်တွေကလှုပ်ဝက်တစ်တာပုံပေါ်လာပါတယ်။တီဟာအယမ်းလန့်သွားပါတယ်။အမတ်ကြီးကတီဟာရဲ့ဘဲကြီးကားကိုလာကြည့်တဲ့အခါမျက်နှာပြက်သွားပြီးအမတ်ကြီးကတီဟာကိုလူမသိအောင်အကျဉ်းကန်းနဲ့ခေါ်သွားပါတယ်။မင်းမျက်နှာတွေကိုဘသူမှမပြောနဲ့ပြောရင်မင်းညမလေးကိုတတ်ကြည့်မယ်။မင်းသာငါအတွက်တစိမ့်တုံးအတုကိုအစ်စ်နဲ့တူအောင်ဆွဲပေးရင်မင်းကိုတသက်စာချင်းသာအောင်ထားမယ်လို့ချင်းချောက်လိုက်ပါတယ်။တီဟာရဲ့ရှိမှလမ်းနဲ့တွေ့ရှိနေပါတယ်။ညမလေးအသက်ရှင်ဖို့အတွက်လိန်ကြာပြီးအတုဆွဲပေးမလား။ဒါမှမဟုတ်အမှန်တရားကိုဖိုးထုတ်ပြီးနှစ်ယောက်လုံးအသက်အန္တရာယ်အစမ်းသက်ခံရမလား။တီဟာတုံရနေတဲ့လက်တွေနဲ့စုပ်တန်းကိုကိုင်လိုက်စင်ပါပဲ။အကျဉ်းနှိမ်တကားပွင့်သွားပါတော့တယ်။တီဟာဘယ်လန်းကိုရွေးချယ်ခဲ့လာမလဲဆိုတာကတော့အပိုင်း2မှာဆက်လက်စောင့်ကြည့်ပေးကြပါအောင်နော်။